အားလုံးပဲမင်္ဂလာပါလွင် channel ကျွန်တော်ရဲ့ကဏ္ဍ channel ကနေပြီးတော့ပြန်လဲကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ Arsenal ပရိသတ်တွေ2ရက်ဆက်တိုက်လောင်းပြီးပါပြီကျွန်တော်ကိုယ်တိုင်လည်းအပါဝင်ပါဆိုတော့ဒီပွဲ result ပေါ့နော်ကျွန်တော်တို့မျှော်လင့်ထားတဲ့ result မရတဲ့အတွက်ကြောင့်2ရက်ဆက်တိုက်ကျွန်တော်တို့တော်တော်လေးကိုမခံမရနိုင်ဖြစ်ခံပြင်းနေပေါ့နော်ဒီလိုပွဲမျိုးကျွန်တော်တို့မနိုင်တာဆိုတော့အဲ့ဒါတွေအားလုံးပြီးသွားတဲ့အချိန်မှာဒီနေ့မနက်မှာတော့ကျွန်တော်တို့ရဲ့အနီးကပ်ဆုံးပြိုင်ဘက်တွေဖြစ်တဲ့City ရှိမယ်နောက်ပြီးတော့အခုဆိုလို့ရှိရင် Aston Villa ပေါ့ဆိုတော့ Aston Villa ကလည်းရှုံးသွားတယ်Everton ကိုအိမ်ကွင်းမှာရှုံးတာဆိုတော့အဲ့အချိန်မှာကျွန်တော်တို့Arsenal မကန်ခင်မှာ Manchester City က Manchester United ကိုရှုံးတယ်သူကြတော့ Manchester United ရဲ့ကွင်းအဝေးကွင်းမှာသွားပြီးတော့ရှုံးတာဆိုတော့ဒီကြားထဲမှာကျွန်တော်တို့က Arsenal က Nottingham Forest ကိုအဝေးကွင်းသွားကန်ရတယ်ဆိုတော့ကျွန်တော်တို့တည်တမှတ်ပဲရခဲ့တယ်ဆိုတော့ကျွန်တော်တို့ Arsenal ပရိသတ်တွေရဲ့ reaction ကိုကြည့်မယ်ဆိုရင်ပွဲပပြီးချင်းမှာကျွန်တော်ကိုယ်တိုင်အပါဝင်တော်တော်ကိုဘယ်လိုပြောရမလဲတည်တမှတ်ရတယ်ဆိုတာကိုတော့ကျွန်တော်တို့စိတ်ထဲမှာမရှိတော့ဘူးမရှိဘဲတော်တော်ကိုမခံမရနိုင်ဖြစ်တယ်ကျွန်တော်တို့စိတ်ထဲမှာရှုံးတယ်လို့ပဲခံစားရတယ်ဆိုတော့အဲ့ဒီရှုံးတယ်လို့ခံစားရတဲ့ဒီreaction တွေကိုကျွန်တော်တို့အကုန်လုံးကထုတ်ပြကြရတယ်comment တွေရေးတာဖြစ်ဖြစ်ကျွန်တော်ကိုယ်တိုင်ဆိုလဲ post တင်ပြီးပဲဖြစ်ဖြစ်ပေါ့နော်ရေးကြဒါပေမဲ့အဲ့ဒီအကုန်လုံးပြီးသွားတယ်အခုဒီပွဲစဉ်22ပြီးသွားတဲ့အချိန်မှာတော့ဒီထိပ်ပိုင်းကကျွန်တော်တို့ထိပ်ဆုံးမှာရှိနေတဲ့အသင်းတွေရဲ့ result တွေကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဘယ်အသင်းမှဒီနှစ်ပတ်ရှိပြီနိုင်ပွဲမရှိသေးပါဘူးဆိုတော့အကုန်လုံးသိပါတယ်ပွဲချက်ကာလကျွန်တော်တို့ Arsenal အသင်းဆို2ရက်တပွဲဇက်တိုက်တွေကန်လာတဲ့အချိန်မှာကစားသမားတွေရဲ့ပွဲပန်းမှုတန်ကိုကျွန်တော်တို့တော်တော်ကိုဒီနေ့ပွဲမှာတွေ့လိုက်ရတယ်ဆိုတော့Arsenal ပရိသတ်တွေအနေနဲ့Odegaardကိုအားမရဘူးဆိုတဲ့ပုံစံမျိုးတွေနောက်ပြီးတော့ဒီ Arteta ကဘယ်လိုမျိုးလူထုတ်တာလဲဆိုတဲ့ပုံစံမျိုးတွေအထိကျွန်တော်တို့ကအားမလို့အားမရဖြစ်ခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ Odegaard ကဒီနေ့ပွဲမှာခြေစွမ်းမပြနိုင်တာမှန်တယ်ဘာကြောက်လဲဆိုတော့ကျွန်တော်အမြင်ပြောရရင်သူ့ရဲ့ကစားနိုင်တဲ့စွမ်းအားကလုံးဝကိုကျဆင်းသွားတာပါ Odegaard ကဘလို့မှကိုကျွန်တော်တို့ဇက်တိုက်ကစားလာတဲ့အချိန်မှာသူ့ stamina လုံးဝမပြည့်တော့ပါဘူးဆိုတော့ဒီလိုပါပဲကျွန်တော်Artetaရဲ့လူထုတ်ပုံတွေကိုကျွန်တော်တို့ဝေဖန်ကြတယ်ဆိုပေမဲ့လည်းဒီလူစိတ်ရင်းနဲ့ပဲကျွန်တော်တို့ကပွဲစဉ်22ထိကစားပြီးတော့ဒုတိယကအသင်းတွေတတိယအသင်းတွေကိုအမှတ်ဖြတ်ပြီးတော့ကျွန်တော်တို့ကဆက်လက်ရက်တီပြီးဥဆောင်ပြီးသွားနေတာဖြစ်ပါတယ်အခုပွဲမှာအမှတ်မရလို့ဒေါ်လာထွက်တာမှန်တယ်ဆိုပေမဲ့တေချာပေါ့နော်ကျွန်တော်လည်းနည်းနည်းလေးပွဲတွေပြီးသွားပြီးသွေးအေးဝါတဲ့အချိန်မှာပြန်စဉ်းစားတဲ့အချိန်မှာကျွန်တော်တို့ဒီနီးပြArtetaကဒီလူထုတ်ပုံနဲ့ပဲထွက်လာတာပါထွက်ပြီးတော့ဒီလူတွေနဲ့ပဲသူကဒီပုံစံမဲ့သူကစားရင်းနဲ့ပဲကျွန်တော်တို့9မှတ်ဖြတ်ပြီးထိတ်ဆုံးမှာဥဆောင်နေတာဖြစ်ပါတယ်ဆိုတော့ဒီလိုအချိန်မှာအသင်းကြီးတွေအကုန်လုံးအမှတ်ရော့တဲ့အချိန်မှာကျွန်တော်တို့ကတမှတ်ရတယ်ဆိုတော့ဘာပဲပြောဒီနေ့မှာဆိုရင်အကုန်လုံးပြန်အားတက်မယ်လို့ထင်တယ်ကျွန်တော်ကိုယ်တိုင်လည်းပြန်ကြည့်ပြီးတော့ဟုတ်တယ်ငါတို့ဘာပြောငါတို့တမှတ်ရတာပေါ့နော်တမှတ်ရတယ်ဆိုတော့ဥပမာကျွန်တော်တို့6မှတ်ဖြတ်ထားတယ်ဗျာပြီးခဲ့တဲ့ပွဲစဉ်21မှာ6မှတ်ဖြတ်ပြီးတော့ပွဲစဉ်22မှာကျွန်တော်တို့နောက်တစ်မှတ်9မှတ်ထပ်ဖြတ်တယ်ဆိုတာကျွန်တော်တို့ title race သွားနေတဲ့အချိန်မှာဒါက plus ပါကျွန်တော်တို့မှာ minus လည်းမဟုတ်သလို draw လည်းမဖြစ်ငြိမ်နေတာမဟုတ်ပဲကျွန်တော်တို့ Arsenal က plus ဖြစ်သွားတာပါဆိုတော့အဲ့ plus က1ပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအားမလို့အားများဖြစ်တာအားလုံးက plus ကို3ထိဖြစ်ချင်ကြရတယ်ဒါပေမဲ့သူတို့လည်းဒီကစားသမားတွေလည်းဒီလုံးဝကျွန်တော်တို့ထက်တောင်ပို့ပြီးတော့သူတို့ကလက်ရှိဒီကွင်းထဲမှာသူတို့ကစားနေရတဲ့လူတွေပို့ပြီးတော့နိုင်ကျင်စိတ်ပြင်းထန်မှာကျွန်တော်တို့ထက်ကျွန်တော်တို့ဘောလုံးကစားဘူးတဲ့ဘောလုံးအားကစားသမားတွေဆိုရင်ပို့သိတယ်ကွင်းထဲဝင်သွားပြီဆိုရင်ကျွန်တော်တို့ဖြစ်သွားတဲ့စိတ်ကဘလို့မှကျွန်တော်တို့ဒီအပြင်မှာရက်ပြီးတော့ကိုယ့်အသင်းကိုပဲပေါ့နော်ကျွန်တော်ဘေးမှာအားပေးနေတော့ကအချိန်နဲ့ကိုယ့်ရဲ့အသင်းပေါ်တယောက်အစားဝင်သွားတဲ့အချိန်အဲ့အချိန်မှာဖြစ်တဲ့ဒီ feeling ကဘလို့မှမတူပါဘူးကျွန်တော်တို့ဘောလုံးကစားဘူးတဲ့ကျွန်တော်တို့ညီကိုတွေဆိုနားလည်မယ်ထင်တယ်ဆိုတော့ကျွန်တော်မြင်ပြောရရင်ကျွန်တော်တို့ဒီကွင်းထဲကစားသမားတွေကကျွန်တော်တို့ဒီအပြင်အားမလို့အားများဖြစ်နေတာနိုင်ကျင်နေတာထက်သူတို့ကပို့ပါလိမ့်မယ်ဒါပေမဲ့တစ်ဖက်သင်းရဲ့အခြေအနေကိုလည်းကျွန်တော်တို့ကပြန်ကြည့်ရမှာဖြစ်တယ် Nottingham Forest ကတန်းစင်းစုံနဲ့ဘယ်လိုပြောရမလဲတန်းစင်းစုံရောက်နေတဲ့အသင်းလို့ပြောရမှာပေါ့နော်တန်းစင်းစုံကအသင်းတွေနဲ့အမှတ်ကွာနေတယ်ဆိုပေမဲ့လည်းတန်းစင်းစုံရောက်နေတဲ့အသင်းသူတို့အနေနဲ့လည်းရုန်းကန်ရတော့မယ့်အချိန်ကိုရောက်လာပြီပွဲစဉ်22ကျွန်တော်တို့ကနောက်ထပ်16ပွဲဒီလိုအချိန်တွေမှာသူတို့ကအသင်းကြီးတွေနဲ့တွေ့တဲ့အချိန်မှာရသလောက်တမှတ်ဆိုတော့သူတို့အတွက်တကယ်ကိုနိုင်ပွဲရတယ်လို့အခြေအနေမျိုးဆိုတော့ရအောင်တမှတ်ရအောင်အာဆင်နယ်ကိုကန်သွားဆိုတော့အဲ့လိုအခြေအနေမျိုးအဲ့လိုစိတ်ဓာတ်မျိုးနဲ့ကစားနေတဲ့အခြေအနေမှာကျွန်တော်တို့ကဒီဟာကိုဘယ်လိုပြောရမလဲဒီလိုအသင်းတွေကိုကစားတဲ့အချိန်မှာပို့ပြီးသတိထားရပါတယ်အခုအချိန်မှာ
ကျွန်တော်တို့ဒါပွဲစဉ်22ပြီးသွားပြီနောက်ထပ်16ပွဲကျန်တဲ့အချိန်မှာတကယ်သတိထားမှာချန်ပီယံလိဝင်ခွင့်တို့ဥရောပပြိုင်ပွဲဝင်ခွင့်တို့ပြိုင်နေတဲ့အသင်းတွေရဲ့အောက်ကတန်းစင်းစုံတိုက်ပွဲကိုဝင်နေတဲ့အသင်းတွေရဲ့အရန်ကိုသတိထားမယ့်အချိန်ဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်တို့ဒါသင်ခန်းစာရသွားပြီNottingham Forest နဲ့ပွဲမှာသင်ခန်းစာရသွားပြီနောက်ကစားသမားတွေကျွန်တော်ခုနပြောတဲ့အတိုင်းပဲနိုင်ခြင်းစိတ်တို့မှရှိမှာပါလို့ပြောရမှာလုံးဝသိကြပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ clean sheet ရခဲ့တယ်ကျွန်တော် Liverpool နဲ့ပွဲတော့ကလည်းကျွန်တော်တို့ clean sheet ရခဲ့တယ်နောက်ဒီ Forest နဲ့ပွဲမှာလည်းကျွန်တော်တို့က clean sheet ရခဲ့တယ်ဆိုတော့တိတိကျကျကိုတတိထားပြီးတော့ကျွန်တော်တို့ကစားသမားတွေကစားတာပါဆိုတော့အရှိကကျွန်တော်တို့ဒါအခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့တာနောက်ပြီးတော့ဒီဘယ်လိုပြောရမလဲကိုရနိုင်တဲ့အခွင့်အရေးတွေပေါ့နော်ဒီအသုံးမချနိုင်ခဲ့တာရဲ့နောက်ကစားသမားတွေဒီပွဲပန်းတဲ့ဒဏ်ကိုကျွန်တော်တို့ဒီနေ့ပွဲမှာတွေ့လိုက်ရသလိုကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ကစားသမားတွေရဲ့လုံအား100%ကိုကျွန်တော်တို့မတွေ့လိုက်ရအောင်မတွေ့လိုက်ရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒါဒီလို result မျိုးကိုရတာပေါ့နော်ဆိုတော့အခုအချိန်မှာတော့ဒါ Premier League မှာကျွန်တော်တို့ဒါ9မှတ်ပြတ်ပြီးတော့ဥဆောင်နေတယ်နောက်ထပ်16ပွဲပဲကစားဖို့ကြံတော့တဲ့အချိန်မှာ9မှတ်ထိဖြတ်ထားနိုင်တယ်ဆိုတာတကယ်ကိုကောင်းတဲ့အခြေအနေလို့ပဲကျွန်တော်သုံးသပ်ချင်ပါတယ်ဆိုတော့နောက်တစ်ပတ်မှာကျွန်တော်တို့ကဒါဂျာရက်ကို Internet Champion League ကန်ပြီးသွားလို့ရှိရင် Manchester United နဲ့အခုဒါခြေဆွာနေလို့ပြောရမှာပေါ့ Manchester United နဲ့ကျွန်တော်တို့ကအင်ကွင် Emirates မှာကစားရမှာဖြစ်တယ်ဆိုတော့ဒီပွဲမှာကျွန်တော်တို့အသင်းကစားသမားတွေရဲ့ခြေစွမ်းအမှန်ကိုပြန်တွေ့ရမယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်ဘာလို့လဲဆိုတော့သူတို့ဒီ3ပွဲဆက်တော့အမှတ်ဆုံးရှုံးခံမှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့ကဒါရှုံးပွဲမရှိပါဘူးရှုံးပွဲမရှိပဲကစားနေတဲ့အချိန်မှာဒီတရေရတယ်ဆိုရင်ကျွန်တော်တို့ကစားသမားကျွန်တော်တို့ပရိသတ်တွေကရှုံးတဲ့ခံစားချက်မျိုးနောက်ကွင်းထဲမှာဆိုရင် Declan Rice ဆိုရင်ဒါတော်တော်ကိုပွဲပြီးတဲ့အချိန်မှာတော်တော်ဒေါသထွက်တယ်ဆိုတော့ဒါဒီလိုမျိုး reaction တွေကိုကျွန်တော်တို့ကတရေကြနေတဲ့အချိန်မှာတော့ရှုံးသလိုခံစားရတဲ့ခံစားမှုမျိုးနဲ့ရှိနေတဲ့ reaction တွေကကျွန်တော်ဒါချန်ပီယံပြေးလမ်းကိုသွားနေတဲ့အချိန်မှာအားတွေဖြစ်လာမှာပါဆိုတော့အဲ့ဒီဟာမျိုးတွေကျွန်တော်တို့ကစားသမားတွေမှာရှိနေပါတယ်ဒါတို့အားမလို့အားများဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒါနောက်ပွဲမှာတွေ့ရမယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ဆိုတော့ဂျာယက်မှာအင်တာပွဲကိုတော့ဘယ်လိုလုပ်မလဲဆိုတာကျွန်တော်တို့မသိဘူးဘယ်လိုကျွန်တော်တို့လူထုတ်ပြီးတော့အင်တာပွဲနဲ့ Manchester United နဲ့ပွဲနှစ်ပွဲကျွန်တော်တို့ဒီတစ်ပတ်မှာဘယ်လူတွေကိုအဓိကထားကစားမလဲဆိုတာတော့ဒါကျွန်တော်တို့ကြည့်ရမယ်ကျွန်တော်မြင်ပြောရရင်တော့အင်တာနက်ပွဲကိုတိတ်ပြီးဒီကစားသမားကောင်းနေဆိုတာအခုလောလောဆယ်တော့ Arsenal အသင်းမှာအရန်ဝင်ကြည့်လိုက်လဲဘာပဲပြောဒီပထမအသင်းကစားနိုင်တဲ့ကစားသမားတွေကြီးပဲဆိုတော့အဓိကပေါ့နော်ဒီအရှိမကျွန်တော်တို့ပွဲပန်းထားတဲ့ကစားသမားတွေအနာပေးပြီးတော့တိတ်မကစားရသေးတဲ့ကစားသမားတွေပွဲထွက်လာနိုင်ခြေရှိတယ်လို့ကျွန်တော်မြင်ပါတယ်ဥပမာ S0 ဘာတို့ဒီနေ့ပွဲမှာပွဲထွက်လာနိုင်ခြေရှိတယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ဒီချန်ပီယံလိပွဲမှာပေါ့နော်အဲ့လိုမျိုးလုပ်ပြီးတော့တကယ်ဒီကျွန်တော်တို့ရဲ့ကွင်းလယ်အထိုင်တွေဖြစ်တဲ့ Odegaard တို့ဒီ Declan Rice တို့နောက်ပြီးတော့ Martin Zubimendi တို့သူတို့အားလုံးကို Manchester United နဲ့ပွဲမှာအားပြည့်နေအောင်ပြန်ထားပြီးသုံးသွားမယ့်အခြေအနေမျိုးဖြစ်လာနိုင်တယ်လို့ကျွန်တော်ကတော့မြင်မိတယ်ဆိုတော့အဲ့ဒီအချိန်ကျရင်ကျွန်တော်တို့ဒါထပ်ပြီးတော့ဒီ Premier League ပွဲမှာ Arsenal ဘယ်လိုပြန်ကစားပြမလဲဆိုတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့နှစ်ပတ်ဆိုတာနှစ်ပွဲဆက်ပေါ့နှစ်ပွဲဆက်တိုင်းကျွန်တော်တို့ဒါအမှတ်တွေဆုံးရှုံးနေဆိုတော့တရေကြတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တမတ်ပဲရပြီးတော့2မှတ် total 4မှတ်ကျွန်တော်တို့ဆုံးရှုံးနေဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့နောက်တစ်ပတ် Manchester United နဲ့ပွဲမှာပြန်ပြီးတော့ဆယ်မယ်လို့ကျွန်တော်ကတော့ယုံကြည်ရဲဆိုတော့ကျွန်တော်ခုနပြောတဲ့အတိုင်းပဲကျွန်တော်တို့ထပ်ပို့ပြီးတော့ဒီနိုင်လို့ရှိနေတဲ့ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ဒါကို United နဲ့ပွဲမှာတွေ့ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်